2026 ခုနှစ်မတ်လ29ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်လေမိမိတို့မကြားခြင်းတဲ့သတင်းစကားမျိုးတွေကြားရတတ်တဲ့အောက်လက်ငယ်သားသမီးအလုတ်ကနေပြီးအိမ်ကနေပြီးတော့ထွက်သွားတတ်တဲ့ကိုကပြန်မရတော့ဘူးလို့သတ်မှတ်ထားတဲ့ထင်ထားတဲ့ငွေရေးကြီးတွေကဒီနေ့မှာအဖက်ဖက်ကနေပြီးတော့ပြန်လည်ရရှိတတ်တဲ့ကျမ်းမာရေးအနေနဲ့လေတတိထားနော်သွားနဲ့ပတ်သက်ပြီးသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ရှုပ်ရတာမျိုးတွေကြုံရတတ်တဲ့အခြေအေးမှာတော့ကြားလေသွေးလို့ဝေးနေရတတ်တယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာခင်မွန်းတဲ့အတွက်ကိုဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာခရမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာစပစ်သည်ကလူပေးရမှာဖြစ်ပါတယ်ရှင်